Okay မိတ်ဆွေတို့အားလုံးမင်္ဂလာပါခုနမြင်လိုက်တဲ့ဗီဒီယိုက live motion နဲ့ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ဒီနေ့မှာ share နေလုပ်ပေးသွားမယ်နော်ဒီ decision line ကိုလုပ်ချင်နေဆိုရင်ကျွန်တော်ရဲ့ဒီ video ရဲ့ description မှာဒီ TikTok link ကိုကျွန်တော် share ပေးထားမယ်နော်အဲ့ TikTok ထဲမှာကျွန်တော်ဒီ decision လေးကိုတင်လို့ရှိရဲအဲ့ဒီက download လုပ်လိုက်ပါပြီးလို့ရှိရဲဒီ decision မှာပါဝင်မဲ့ V-Net တွေကိုကျွန်တော်ရဲ့ဒီ description အောက်မှာပေးထားပါတယ်နော်ဆိုတော့ကျွန်တော် live motion app ကိုတစ်ချက်ထောက်လိုက်မယ်ဒီနေ့ရောက်လာပြီဆိုတော့ပေါင်းလေးကိုတစ်ချက်ထောက်လိုက်ပါပြီးဒီ Core Research 1080 background အမေရောက်ထားမယ်နော်ဒီပုံစံပဲရွေးချယ်တော့ပါဒီทีမှာတခုခုလွှဲလျှော့တော့လို့ရှိရင်ကျွန်တော်ပြတဲ့အရာနဲ့ Messi တို့ပြန်လုပ်တဲ့အခါမှာ delay စီဖြစ်နေပြီနော် Create project ကိုနေပြီးဝင်လိုက်မယ်ပြီးဒီทีမှာအပေါင်းလေးကိုတစ်ချက်ထောက်ပါ media လေးကိုထောက်လိုက်မယ်ပြီးကျွန်တော်တို့ teaching တွေ MP4 teaching တွေပေါ့နော်အဲ့ဒီ teaching လေးနဲ့ကျွန်တော် edit လုပ်မယ်ဆိုရင်ဒီ teaching လေးကိုထည့်လိုက်မယ်ပြီးဒီ teaching လေးကိုတစ်ချက်ထောက်အပေါ်30နဲ့A strong audio ဆိုတာရှိအဲ့ဒါလေးကိုတစ်ချက်ထောက်လိုက်ပါအောက်က depth လေးထောက်ပြီးတော့မှအပေါ်အမိုက်ပုံးလေးကိုထောက်ပြီးပွားလိုက်ပါဒီထဲမှာ V-Net တွေကိုကျွန်တော် description မှာရှာပေးထားတယ်တိုးတော့ Messi တို့ကိုယ်တိုင်မှတ်ပြီဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ပြမယ်ဒီမှာတစ်ချက်နားထောင်နော်ဒီနားမှာတဲဆိုပြီး down နေဆိုပြီးထွက်သွားပါတယ်ဒီနားမှာ beat တစ်ခုရှိပါတယ်အဲ့နေရာလေးလာပြီးတော့မှဒီ number နေရာလေးထောက်လိုက် beat ဖြစ်တော်လိမ့်မယ်နော်ဒီမှာတစ်ချက်ကြည့်ပါဒီနားမှာ IB ဒိန်းခဏစပြီးထွက်တော့ရနော်အဲ့နားမှာတစ်ချက် B မှတ်မယ်ဒါဆိုကျွန်တော် B 3ခုဖြစ်ပြီနော်ကျွန်တော်မှတ်ထားတဲ့ V-Net တွေနဲ့ကျွန်တော်ဒီမှာမှတ်ပြတဲ့ V-Net တွေကနည်းနည်းလွှဲလျှော်ကောင်းလွှဲလျှော်လိမ့်မယ်နော်ဒါပေမဲ့အများကြီးမကော်ဘူး1 point 2 point လောက်တော့ကော်လိမ့်မယ်ဒီမှာတစ်ချက်ကြည့်မယ်တစ်ချက်ရှိပြီဘယ်လိုလဲတော့တစ်ချက်လာမယ်ဒီနားမှာကြာသူကနှစ်ချက်တစ်ခါလေးထပ်တော့တာဒီနားမှာတစ်ချက်ဒီနားမှာတစ်ချက်ရှိရနော်တစ်ချက်နားတော့ဒီနားမှာသူကဒိန်းကလေးပြီးဒီအောက်က line ကိုလေးကြည့်ပြီးတော့မှမှတ်လို့ရတယ်နော်အဲ့လိုမျိုးပြီးမှတ်လိုက်ပါဒီနားမှာတုံးတန်ဆိုပြီးတော့ရလေဒီနားမှာ side တန်ဗျာအဲ့ B တန်ဆိုတော့အဲ့ဒီနေတော့ဒီနားမှာဒီ line လေးရှိရအဲ့ line တိုက်ကျွန်တော်ကိုမှတ်ကြည့်လိုက်မယ်ပြီးတစ်ချက်နားတယ်နော်အဲ့နားမှာတုံးတက်ဆိုဒီ V-Net ကြည့်လို့ရှိသူကမီယာ technique လေးအဲ့လိုမျိုးလင်းတာเนาะအဲ့ဒါကို V-Net တွေလို့ခေါ်တယ် Messi တို့ကျွန်တော်ပေးထားတဲ့ description မှာပေးထားတဲ့ V-Net တွေကို Messi တို့ TikTok က download လုပ်ပြီး V-Net တွေခါမှာလွှဲလျှော်မှုတွေရှိကောက်ရှိနိုင်ရယ်เนาะကျွန်တော် share video ဒီမှာဒီဟာကိုမှပြောပြထားဘူးဒီအခုမှကျွန်တော်တတိရတာပေါ့เนาะဒါဒီလိုမျိုးဆိုလွှဲလျှော်မှုရှိပြီးတော့မှကျွန်တော် video ကိုကြည့် like လုပ်တဲ့သူတွေကလွှဲလျှော်မှုတွေနဲ့ဖြစ်နေလိမ့်မယ်လို့ကျွန်တော်တတိတခုထားမယ်လို့ V-Net တွေခါမှာဒီလိုမျိုးမှတ်ပေါ့เนาะကျွန်တော်တကယ်လို့ TikTok ကကိုက download ဆွဲလိုက်လို့ရှိရင်နည်းနည်းကျွန်တော်ပေးထားတဲ့ V-Net ပဲနဲ့လွှဲလျှော်ကောလွှဲလျှော်လိမ့်မယ်Messi တို့ကိုယ်တိုင်နားထောင်ကြည့်ပေါ့နော်ဒီနားမှာဒိန်းဆိုရင်ဒီနားမှာဒိန်းကလေးဆိုရင်ထပ်တော်တဲ့ကိုနားနဲ့နားထောင်ပေါ့နော်ဒီမှာနည်းနည်းရှေ့ကိုတိုးရှင်ဆိုတိုးလိုက်အဲ့ရှေ့ကိုဥမာဒီနားမှာမှားနေတယ်လို့ခံစားဒီနားမှာထွက်တယ်ဆိုရင်ဒီနားမှာတော့မထွက်ပါဘူးအောက်က line ကိုကြည့်ပါအများအပြားဒီနားမှာထွက်မယ်ဒါမှမဟုတ်ဒီနားမှာ Messi တို့ဒီနားဒီအနီးတစ်ဝိုက်မှာမှတ်လို့ရနော်ပြီးကအဲ့နားမှာတေချာပေါက်ထွက်တယ်ထွက်လို့ရှိရင်အဲ့ဒိန်းကလေးလိုမြည်တဲ့အတန်နဲ့ဒီကမီ technique လင်းတဲ့ဟာကကိုကြည့်လို့အဆင်ပြေတဲ့အနေထားနေရာမှာပြီးမှတ်ရတာเนาะဒီမှာကြည့်မယ်အဲ့လိုမျိုးပါเนาะကျွန်တော်အဲ့ description မှာပေးထားတဲ့ V-Net တွေကို Messi တို့ပြီးမှတ်ကြည့်လိုက်ပြီးမှကိုလွယ်တဲ့နေရာမှာနည်းနည်းပြုပြင်ပြီးမှ edit ကိုစလိုက်မယ်เนาะ Okay ကျွန်တော်အဲ့ဒါပြီးမှတ်လိုက်ပြီးကျွန်တော်အစမှာမှတ်ပြတော့ကဒီနားမှာတစ်ခုနဲ့ဟိုအဝေးမှာတစ်ခုဖြစ်မှတ်ပြခဲ့เนาะဒီကြားမှာကျွန်တော် background တွေ table တော့နဲ့အသုံးပြုခဲ့တဲ့ V တွေဖြစ်ပါတယ်ဒါနဲ့ Messi တို့မရောပါနဲ့ကျွန်တော်ပေးထားတဲ့ V-Net တွေကိုပထမဆုံး Messi တို့မှတ်လိုက်ပေါ့เนาะကိုဒီအဲ့နားလေးမှာဆိုရှိတယ်ဒီနားမှာလေးကျွန်တော် V တစ်ခုနှစ်ခုမှတ်ပြခဲ့ရဒီနားမှာ B မှတ်ပြခဲ့ရเนาะဒီမှာရှင်းချင်းOkay ဆိုတော့ကျွန်တော် edit ကိုစတင်လိုက်မယ်เนาะအပေါင်းလေးကိုတစ်ချက်ထောင်းဒီ test ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်ပါပြီးလို့ရှိရင်ဒီထဲမှာကျွန်တော် edit ဆိုတဲ့စာသားကိုရေးမယ်เนาะဒါကျွန်တော်ဘာသာကျွန်တော်ရေးတာဒီအပေါ်ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်ပါအလေးစံတာကိုရောက်တော့လိမ့်မယ်သူကငကို origin ကဒီမှာ edit ဆိုတဲ့စာသားဟိုတောက်ကိုရောက်နေเนาะဘာလို့ဆိုဒီအပေါ်မှာမြဒီအကြောင်းလေးတွေရှိတယ်ဒီထိတ်ဆုံးမှာအဲ့အကြောင်းလေးတွေနေရာကိုတစ်ချက်ထောက်လိုက်တာနဲ့သူကအလေးကိုရောက်တော့လိမ့်မယ်သူကတကယ်လို့ဒီနေရာလေးမှာကျွန်တော်စာရေးလို့ရှိရင်ဒီလိုမျိုးအလေးကနေလို့
ပြန်ကြည့်တော့မယ်ဘေးညာပေါ့တကယ်လို့အဲ့လိုမျိုးမှမဟုတ်ဘူးဒီလိုမျိုးဆိုရင်သူကရေးလို့ရှိရင်ဒီစာရိုက်တယ်လို့မျိုးသူတော့နေမယ်ပေါ့နော်ဒီတက်မှတ်ထားတဲ့ point အကွာဝေးထိသူကလှုပ်ရှားနေမယ်အဲ့လိုပုံစံမျိုးလေးနော် okay ဆိုတော့ကျွန်တော်ဒီ edit ဆိုတဲ့စာသားနေပြီးတော့မှဒီအလေးဆန်တာကိုပို့လိုက်မယ်ဒီကောင်လေးကိုနည်းနည်းလောက်ကျွန်တော်ဒီလိုမျိုးကျင်းလိုက်မယ်နော်ဒီနေရာလေးကိုတစ်ချက်ထောက်ပါ28လောက်ပြထားလိုက်မယ်ဒါမှမဟုတ်30နှစ်ထားလိုက်ရပါတယ်30နှစ်လောက်ထားလိုက်မယ်နည်းနည်းကျေလိုက်မယ် okay ဒီနေရာလေးမှာဒီအတန်ဒီ background နေရာဒီ background နေရာလေးမှာနော်အဖြူရောပြောင်းလိုက်ဒီဘက်ကအမှတ်ချိတ်လိုက်ဒီ edit text ကိုနေဒီကောင်ကိုကျွန်တော်ဘယ်နားမှာထားမလဲကျွန်တော်ပထမဆုံးအနေနဲ့သူ့ရဲ့ဒီဟာက940 960ကျွန်တော်ခုနကစားလို့နည်းနည်းပြေးတော့နော်သူ့ရဲ့အလေးစင်တာ point ပေါ့ဒါလေးကဒီနားမှာတစ်ချက်ကျွန်တော်ဒီကောင်လေးထောက်ပြီး key frame ချလိုက်ပါအစမှာမဟုတ်ဘူးကျွန်တော်ဒီ 1:1:0 မှာပိုလေး point ကိုဖြတ်ထုတ်လိုက်မယ်ပြီးမှတော့ move and transport ကိုထားမယ် move and transport နော်ဒီနေရာလေးတော့အဲ့နေရာလေးထားလိုက်ပါဒီ key frame ရှာလိုက်မယ်အစကိုလာလိုက်ပါဒီနားမှာကျွန်တော် key frame ပထမဆုံးရှာပြီးမှအစကိုလာပြီးဘာလုပ်မလဲဆိုကျွန်တော်ဒီကောင်အပေါ်ကိုတင်လိုက်မယ် okay ဒီမှာအပေါ်ကိုဒီလိုမျိုးတင်လိုက်တယ်ပြီးဒီကြားမှာကျွန်တော် grab ကိုထောက်အပေါ် grab ကိုထောက်ဒီကောင်လေးနဲ့တင်လိုက်မယ်ဒီဘက်ကို short လိုက်ပါဒီလို grab မျိုးကိုဆွဲလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ဒီလိုမျိုးလေးဖြစ်တော့ပြီဒီ background ကိုပဲကျွန်တော်ဒီနေရာလေးထောက်လိုက်နော် duplicate layer ဆိုတာရှင်းနှစ်ထပ်ဖြစ်တော့လိမ့်မယ်အပေါ်ကကောင်လေးတစ်ချက်ထောက် edit text ကိုနေပြီးဒီစာသားနေရာမှာကျွန်တော်တခြားစာသားတစ်ခုကိုပြောင်းလိုက်မယ်ဥပမာ phot ကို photo ဗျာ photo လေးကျွန်တော်ပြောင်းလေးလိုက်မယ် okay အမှတ်ချိတ်လိုက်ပါမချိတ်ပြီးကျွန်တော် move and transport ကိုလည်းအစ key frame လိုက်မယ်ကျွန်တော်အပေါ်ကိုတင်ထားရလေခုနအဲ့အပေါ်ကိုကျွန်တော်မလိုချင်လို့အောက်ဘက်ကိုဆွဲချလာမယ်အစမှာနော်ကျွန်တော်အဆုံးမှာကြာရင်ဒီဟိုဘက်မှာပဲထားမယ်အဲ့ဒါဒီကထွက်လာတဲ့စာသားနဲ့ဒီမှာထွက်လာတဲ့စာသားနဲ့တငွေ့ငွေ့နဲ့သူကဒီနားမှာစုံနေမယ်ဒိန်းခနေပါနော် okay ထပ်ပြီးတော့မှကျွန်တော် duplicate layer လုပ်မယ်အပေါ်ဆုံးကကောင်ထောက် edit text ကိုလေ photo အစားနေပြီးတော့မှ effect ကိုကျွန်တော်ထည့်မယ်EFFCTFS ပေါ့နော်ဒီအမှတ်ချိလိုက်မယ်ဒီသူ့ကိုလေအစကိုလာ move and transport ကိုထောက်ပြီးဒီဘက်ကိုကျွန်တော်ရွှေ့လိုက်မယ်ဒီဘက်ကိုဒီမှာ okay အဲဆိုဒီကနေလို့ဒီကိုထွက်လာနေမယ်သူကဒီနားမှာညစ်တက်တော့လိမ့်မယ်ဒီမှာဒိန်းကနေဆိုပြီးရောနော် okay ကျွန်တော်တကယ်တော့ edit ဆိုတဲ့စာသားကိုအပေါ်ဒီဘေကိုထိုးရမယ်ဗျဒါပေမဲ့ထားလိုက်ပါတော့ကျွန်တော်မိတ်ဆွေတို့ရပါတယ်ဒီလိုမျိုးလုပ်လို့ရပါတယ်အပေါ်ဆုံးက college ကြောင့် edit text ကနေပြီးတခြားစာသားတစ်ခုပြောင်းလိုက်မယ် align motion လို့ကျွန်တော်ပေးလိုက်မယ်နော်ဒီနည်းနည်းရှင်းလိုက်မယ်ဟုတ်ပါပြီအမချိတ်လိုက်ပါကျွန်တော်နည်းနည်းပြီးပြင်ပေးလိုက်မယ်ဗျာဒီဘက်က sorry ဒီအစကိုလာမှာနော်ပြီးသူ့ကိုအပေါ်တင်လိုက်ပါအပေါ်တင်လိုက်ဘာလို့ဒီစာသားကိုကျွန်တော်အပေါ်တင်လိုက်ဒီစာသားရှည်လွှဲလေရှည်လွှဲအပေါ်တင်လိုက်မယ်ဒီ edit ဆိုတဲ့စာသားကိုကျွန်တော်ဘေဘက်ကိုရွှေ့လိုက်မယ်ဒီဘက်ကိုရွှေ့လိုက်ပါဒီဘက်ကိုရွှေ့လိုက်ဒါရှည်လွှဲတယ်ဒီစာသားနှစ်ခုကဒီအပေါ်က photo ဆိုတဲ့အရာကိုလေကျွန်တော်ဒီဘက်ရွှေ့လိုက်တိုးတဲ့စာသားကိုဒီဘက်နှစ်ဖက်ဘေးနှစ်ဖက်ကိုရွှေ့လိုက်မယ်ရှည်လေးစာသားကိုကျွန်တော်အပေါ်နဲ့အောက်ကိုထားမယ်ဒီကောင် effect ဆိုတဲ့စာသားကလေးရှည်လေအပေါ်နဲ့အောက်ကိုထားလိုက်မယ်အားဆိုရင်ဒီကောင်ကဒီလိုမျိုးလေးစုံစဲလာမယ်မိုက်ဒီနော်ဒီမှာ align motion ထွက်လာမယ် edit photo effect ရောဆက်တော့မယ်ဆိုပြီးတော့မှဒင်းကနေထွက်လာလိမ့်မယ်ဒီဘာလို့ကျွန်တော်ဒီနားမှာအဆုံးသက်လေဆိုကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲဒီနားမှာ beat တစ်ခုရှိတယ်ဗျအားကြောင့်မလို့ကျွန်တော်ဒင်းဆိုပြီးဒီနားမှာအဆုံးသက်တော့တယ် beat ရှိရနော်ဒီမှာတစ်ချက်နားထောင်ကြည့်နေသိပါတယ်ခဏလေးဒီနားမှာထွက်တော့တာဗျဆိုဒီနားဒီထားကျွန်တော်မိတ်ဆွေတို့လုံးစရာမလိုဘူးနော်ကျွန်တော်ဒီတစ်ခုချင်းစီလုံးရတော့မယ်ဗျဒီလိုမျိုးရွှေ့လိုက်ရမယ်နိုင် key frame ရှာထားပြီးဆိုတော့ကျွန်တော်ပြီးမှတော့လေ sorry နော်အစကလေးကသူ့ကိုအဲ့နာ sorry အစကလေးကသူ့ကိုဒီ 1:10 ထိထားမယ်ကျွန်တော်အပေါ်မှာဒါက background ထိတဲ့ beat ကိုကျွန်တော်မှတ်ထားတာအဲ့မှာလွှဲလျှော်တော့ဒီနားမှာဒိန်းကနေလို့မြည်အဲ့ကြောင့်မလို့ကျွန်တော်အဲ့နားမှာဆုံးသက်လိုက်တာနော် okay အဲ့ဆိုရင်ကျွန်တော်ဒီဘက်ကအပိုင်းကိုcreate ဆက်မယ်ပေါက်လေးကိုတစ်ချက်ထောက်ဒီ media လေးကိုထောက်ပါထောက်လိုက်မယ်ပြီးလို့ရှိရင်ဒီ depth ပုံလေးကိုထည့်လိုက်မယ်အပေါ်ဆက်သွင်းတဲ့ stretch to composition ရ screen ပြလိုက်မယ်နော် PUT ထားမယ်တစ်ချက်ကျွန်တော်တစ်ချက်မှာဖွင့်ပြီးနားထောင်ကြည့်လိုက်မယ်ဗျာဒီ beat marking ထိထားမယ်နော်ဒီနားမှာသူကတစ်ချက်ဒိန်းကလေးမြည်တော့အဲ့နားမှာအဲ့နားထိထားလိုက်ပြီးဒီအကောင်ကိုကျွန်တော်ဘာမှမလုပ်ပင်တဲ့ effect တွေ add effect ကိုနှိပ်ပြန်ပြီးပထမဆုံးအနေနဲ့ဒီ distortion waft တွေမှာဒီအောက်ဆုံးမှာတိုင်လေးဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်ထောက် standard လေးကိုလည်း metro ကိုဖွင့်ပေးလိုက်မယ်နော်ဒီထဲမှာဒီမှာ metro ရှိတယ် okay ဒီက track
ပြီးလို့ရှိရင်ဒီ add effect ကိုထပ်နှိပ်ပြီးတော့မှဒီ move and transport တွေကိုဝင်ဒီ oscillate ကိုထည့်လိုက်မယ်standard setting ကိုနေလိုက်မယ်ဒီ oscillate မှာ angle ဆိုတဲ့နေရာလေးကို60ထားအောက်က frequencies ကို 0.50 ထားမယ် magnitude ကိုကြာရင်သူ့ကို15ထားမယ်ဒီနေရာလေးထောက် duplicate လုပ်လိုက်နှစ်ထပ်ပြတော့လေနော်အောက်ကကောက်ဝေးထားပါဒီနေရာလေးထောက်မယ်10ရောထားအောက်ကဒီ frequencies ကို 1.0 ထားမယ်ဒီအောက်က magnitude ကိုကျွန်တော်အဲ့တက်ထားလိုက်မယ်ဒီ add effect ကိုနေပြီးတော့မှဒီ move and transport ထဲမှာဒီ swing ဆိုတာရှိ standard setting ကိုနေလိုက်ပါဒီ swing ထဲမှာဒီ frequencies ကို 0.50 ထားမယ် angle 1ကိုminus 1.5 နဲ့ plus 1.5 ပြောင်းလဲလိုက်မယ် angle 2ကိုကြာ plus 1.5 ပေါ့ minus 2 plus 2 okay ဒီက track add effect ကိုနေပြီးတော့မှ black နေရာလေးထောင်းလိုက်ပါ motion black ဆိုတာရှိအဲ့ဒါလေးတစ်ချက်ထောက် standard setting ကိုနေလိုက်မယ် motion black ကိုထည့်လိုက်မယ် add effect ကိုထည့်နေပြီးတော့မှဒီအောက်မှာနော် opacity ဆိုတဲ့ဟာကိုတစ်ချက်ထောက် fading fade out standard setting ကိုနေလိုက်မယ် okay out ကို0ထားလိုက်မယ် in ကိုကျွန်တော်30လောက်ထားလိုက်မယ် okay ဒီက track ပါ now effect တော့မထည့်တော့ဘူးဒီလောက်ဝင်ထည့်မယ်ဒီအပိုင်းကဒီလိုမျိုးဖြစ်သွားပြီနော် okay ကျွန်တော်ဒီနားမှာပုံကူးပြောက်ကိုတစ်ခါလေးဖန်တီးခဲ့လိုက်မယ်ဒီ set ကိုလာအပေါင်းလေးကိုတစ်ချက်တော့ဒီ background ကိုထားအပေါ်73နဲ့ stretch to composition ယူပြဒီ beat marking လာပြီးပိုလေးပဲဖြတ်လိုက်မယ်ဒီအကူးပြောက်ဖန်တီးဖို့တော့နော် okay blending opacity ကိုလည်းအစအောင်လာ key frame ချက်သူ့အဆုံးထိချော်လိုက်ဒီနောက်မှာအဆုံးထိတင်လိုက် oh sorry အဆုံးထိချော်တာနော်ဒီအဆက်မှာသူ့ကိုကျွန်တော်အဆုံးထိတင်လိုက်မယ်အစမှာအဆက်မှာ background ပေါ်လာပြီးတော့မှအဆုံးမှာ background ပြန်ပြောက်သွားတဲ့ပုံစံမျိုးလေးနော် color and fade ကိုတစ်ချက်ထောက်ပါ gradient ကိုတစ်ချက်ထောက်ဒီ color နေရာလေးမှာအနီရောင်ပြောက်လိုက်မယ်ဒီအမေးရောင်နေရာမှာအနီရောင်ပြောက်လိုက်မယ်ဒီအဖြူရောင်နေရာလေးမှာဒီအမေးရောင်ကိုပြောက်လေးလိုက်မယ်ဒီဒုတ်ရှောက်လေးကိုကျွန်တော်ဒီလိုမျိုးဆွဲလိုက်မယ်နော်အလေးစံထားကိုပြီးဒီအလေးအကောက်ကိုအမှတ်ပေးလိုက်ပါလုံလိုက်ဒီကထွက်ဒီအဆက်မှာသူကဒီမှာနီးပြီးတော့ထွက်လာပြီးတော့ဒီဘက်ကပေါ်ထွက်တော့နော် okay ဒီဘက်ကပိုင်းကိုကျွန်တော် crease ဆက်မယ်နော်အပေါင်းလေးကိုတစ်ချက်ထောင်း media ကိုထောက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီတက်ပုံလေးကိုရွေးလိုက်မယ်အပေါ်73နဲ့ stretch to composition ရ screen ဖြစ်လိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒီတက်ပုံကိုကျွန်တော်တို့ဒီ ratio 1380ထားလိုက်မယ်ဘာလို့ဆိုအဲ့နာမှာပုံကူးပြောက်ပြီးပုံစံမျိုးတစ်ခုပါလို့နော်အဲ့ဘေးကဒီမှာနားထောင်ကြည့်မယ်ဟုတ်လားတော့အားနဲ့ day English ဆိုတာနဲ့ဟိုဘက်ကိုပုံတပုံကူးပြောက်သွားလိမ့်မယ်နော်အဲကြောင့်မလို့အဲ့နာမှာအဆုံးတက်လိုက်မယ်ဒီပုံလေးကိုပဲထပ်ထောက်ပါ move and transport ကိုထောက်ဒီနေရာလေးကိုထောက်ပြီးဒီအဆုံးမှာကျွန်တော် key frame ရှာလိုက်အဆုံးမှာ key frame ရှာလိုက်အစအလုံးမယ်အစမှာသူ့ကိုပထမဆုံး key frame ရှာလိုက်ပြီးလို့ရှိရင်ဒီဘက်ကိုလာမယ်1080ဒီတိုက်ထားပြီးတော့မှ 9:3 မှာအဲ့နာမှာ key frame ရှာပြီးဒီကောင်လေး1600ဖြစ်ဖြစ်ဒါမှမဟုတ်2000ဒီတင်လိုက်ပါ2000ဒီတင်လိုက်တာပိုကောင်းမယ်နော်ဒီနားလေးမှာကြာရင်1400ဖြစ်ဖြစ်ဒါမှမဟုတ်1200ဖြစ်ဖြစ်ထားလိုက်မယ်1200ဆိုလေမစိုးပါဘူးဒီမှာ grade ကိုထောက်အောက်က grade ကိုထောက်ဒီလိုမျိုးလေးဆွဲလိုက်နော်ကြာပါပြီဒီရှင်းမှာကျွန်တော် grade ကိုထောက်ပြီးဒီကိုဒီလိုမျိုးနေနေလောက်လုပ်လိုက်မယ်ပြီးပြီနော်ဒါဆိုရင်ဒီထဲမှာကျွန်တော် effect တွေမယ် effect ကိုနေ add effect ကိုနေပထမဆုံးအနေနဲ့ကျွန်တော်ဒီ distortion warp mode ဒီနေရာလေးကိုတစ်ချက်ထားမှာဒီမှာ simple starface ဆိုတာရှိတယ်နော်အဲ့ဒါလေးကိုတစ်ချက်ထား standard setting ကိုနေလိုက်မယ်ဒီ simple starface မှာဒီ position ကိုဒီမှာ key frame ရှာပြီးဒီ y ဆိုတဲ့နေရာလေးကိုပေါ့နော်အဲ့နေရာလေးကိုထောက်လိုက်100လုပ်လိုက်မယ် magic မယ်ပြီးဒီအဆုံးကိုတော့ပါပုံအဆုံးပါအဲ့မှာ key frame ရှာပြီးသူကို10ရောလုပ်လိုက်မယ်ဒါဆိုရင်သူကဒီအပေါ်ကနေလို့အောက်ကိုဆင်းလာလိမ့်မယ်နော်ဒီ scale ကိုကျွန်တော် 1.10 ထားမယ်ဒီအောက်မှာ sin ရှိတယ် 0.200 ထားမယ်ဒီ feather ကို 5.6 ထားမယ် okay ဒီကောင်လေးကိုကျွန်တော်25ထားလိုက်ပါရပါတယ်ဒီကထွက်မယ်နော် add effect ကိုနေမယ် tiny ကိုထည့်လိုက်မယ်ဒီမှာရှိရနော် metro ကိုဖွင့်ပေးလိုက်ပါဒီကထွက် add effect ကိုနေဒီ oscillate ကိုကျွန်တော်ထည့်မယ် oscillate ဒီမှာရှိရနော်ဒီ oscillate ထဲမှာဒီအစကိုလာပါဒီကောင်လေးကိုကျွန်တော်90ထားလိုက်မယ်အပေါ်နဲ့အောက်ဆင်းတဲ့ point ပုံစံမျိုးကျွန်တော်ဖန်တီးပေးမယ်နော်ဒီ frequencies ကိုဒီ 1.0 ထားပါအစမှာ key frame ရှာလိုက်သူဒီ beat marking နော် 9:3 ဒီအဆုံးထိမတော့ဒီ 9:3 မှာ key frame ရှာဒီသူကို0ထားလိုက်မယ်နော်ဒီလိုမျိုးဒီနားမှာလောက်ခမုံနေပြီးတော့မှရဲတန်းတော့လောက်လိုက်တယ်ကဲဒီ magnitude
ကိုလေကျွန်တော်ဒီနားလေးမှာသူ့ကို0လေးထားလိုက်မယ်အစပလားပါအစမှာသူ့ကိုဒီ point အများတင်လိုက်မယ်200လောက်ထိတင်လိုက်မယ်ဒီမှာဒီလိုမျိုးလေးဖြစ်နေနော်ဒီကြားမှာကျွန်တော် grade ကိုတောင်းဒီလိုမျိုးဒီလိုမျိုးလေးတင်လိုက်ရပြီ okay so okay ရပြီပြီးဒီကထွက်ပါadd effect ကိုနိုင်မယ်ပြီးလို့ရှိရင်ဒီ swing ဆိုတဲ့ဟာကိုထားမယ်ဒီ swing တင်မှာလည်းဒီ frequencies ကို 1.0 ထားမယ်အဲ့ဒါကိုကျွန်တော်ခုန oscillate မှာ key frame ရှာတယ်လို့အစမှာ key frame ရှာလိုက်ပြီးဒီ 9:3 မှာ key frame ရှာပြီးဒီကို10ထားလိုက်မယ် okay ဒီမှာ angle 1ကို -2.0 နဲ့ angle 2ကိုကြာ +1.8 ထားမယ်နော်အပေါ်ဟာနဲ့အောက်ကဟာနည်းနည်းကွာဟမှုတော့ရှိရနော်အဲ့လိုမျိုးလေးထားလိုက်မယ်ဗီဒီယိုထွက်ပါ now effect ခုတင်မယ် add effect ကိုနေဒီ exposure gamma ကိုတင်ပြီးတော့ color နေရာလေးထောင်းဗီဒီ exposure gamma ရှိရနော်ဒါလေးတစ်ချက်ထောင်း standard setting ကိုနေလိုက်မယ်ဒီ exposure gamma ကိုကြာရင်ဒီဓာတ်ပုံကြီးအစမှာကျွန်တော်ဖန်တီးပေးမယ်ဘာလို့လဲဆိုသူကအစမှာသူကမီးထိန်ကနေလင်းလာတဲ့ပုံစံမျိုးနဲ့ဒီနားမှာဆုံးသက်တော့စီရှင်နော်မိတ်ဆွေတို့ဒီနားမှာလောက်ရည်လေးရဒါကတော့မိတ်ဆွေတို့အပေါ်မှာမူတည်တယ်ကျွန်တော်အနေနဲ့ဆိုရင်ဒီ 5:1:2 မှာကျွန်တော် beat ခုမှတ်လိုက်မယ်အဲ့နားလေးပဲထားမယ်နော် key function ဒီကိုစေရထားလိုက်ပါokay စေရနော်ဒီကြောင်းလား grade ကိုထောက်ပေါ် grade ကိုထောက်အဆုံးထိတင်လိုက်သူအစမ်းမှာလေးရသူကိုထိန်းကနေပြီးလင်းတော့စီရှင်လေးခန္ဓာစံတာကြောင့်အဲ့လိုမျိုးလုပ်လိုက်တာနော်ကြည့်ကြပြီ now effect ကိုချိန်မယ် add effect ကိုနေဒီ motion black ကိုတင် black နေရာလေးထောက်ပါ motion black ကိုတစ်ချက်ထောက်လိုက် standard setting ကိုနေလိုက်မယ် okay ပြီးဒီချီ add effect ကိုနေမယ်ဒီ wave wash ရနော် message distortion wave ထင်မှာလည်းထောက်ဝင်ရရတယ်လို့ဒီအောက်မှာ wave wash ရဒါလေးထောက် standard setting ကိုနေလိုက်ဒီ wave wash မှာအစမှာ key frame ရှာလိုက်ပါသူကိုဒီတိုင်းထားလိုက်မယ်နော်ပြီးရင်ဒီ video အဆုံးထိတော့လိုက်မယ်အဆုံးမှာကျရင်သူက 2.0 ထိထားလိုက်မယ်နော်အဆုံးမှာ okay ဒီ angle ကိုကျွန်တော်တို့65 point ထားမယ်spacing ကိုကျွန်တော်10ထားမယ်ပြီးဒီ magnitude Q ကိုကြာရင်သူ့ကိုအစမှာလာ key frame ရှာလိုက်နော်သူ့ကိုကျွန်တော်အနေနဲ့10ထိထားလိုက်မယ်ပြီးဒီ bit marking လာနော်ဟိုအဆုံးထိကျွန်တော်ထားဖို့ဒီနားမှာသူ့ကို10ရထားပါဒီကြားမှာကျွန်တော် grade ကိုထောက်ဒီလိုမျိုးဆွဲလိုက်ပေါ့ okay ရပြီအောက်က wall fan ကိုတော့ကျွန်တော်မပြောင်းလဲဘူးwall fan ကိုမပြောင်းလဲရမဟုတ်ဘူးဒီကောင်45ပြောင်းလိုက်ပါပြီးအစ30နဲ့ duplicate လုပ်မယ်အောက်က wave form ကိုကျွန်တော်တစ်ချက်ထားပါနော်ဒီ fast ကိုကျွန်တော်ဒီတိုင်းထားလို့ရတယ် angle ကိုသူကဒီ100တိထားလိုက်မယ်မြင်ချင်မယ်နော်ဒီ spacing ဆိုတော့10ထားမယ်ဒီ magnitude Q ကို6.0 ဒီတိုင်းပဲထားပါဒီ wall fan ကို35လောက်ပြောင်းလိုက်မယ်ကြပြီဒီနှစ်ခုပဲဒီလိုမျိုးလုပ်ပေးလိုက်နော်ဒါမျိုးဆုံးသက်တော်နေပြီဒီနာမှာနောက်တစ်ခုအနေနဲ့ထည့်မယ်ဒီကထွက်ပါ add effect နဲ့ပြီးဒီကျွန်တော်ဒီ move transport တွေကိုဝင်မှာ random displacement ကိုတစ်ချက်ထောက်လိုက်မယ်နော်ဒီ standard setting ကိုနေလိုက်မယ်ဒီ random displacement မှာဒီနေရာမှာ key frame ရှာပြီးသူ့ကို0ထားလိုက်ပြီးဒီအဆုံးမှာသူ့ကို100တိထားလိုက်မယ်နော်အများကြီးပဲဒီကြားမှာကျွန်တော် grade ကိုထောက်အောက်က grade ကိုထောက်အဆုံးထိဆွဲလိုက်နော်ဒီမျိုးအဆုံးထိဆွဲလိုက် okay evolution မှာစောင်းလာ key frame ရှာဒီဘက်ကတော့ဒီဘက်မှာသူ့ကို 8.5 ထိထားလိုက်မယ်ဒီကြားမှာ grade ကိုထောက်အောက်က grade ကိုထောက်အဆုံးထိဆွဲလိုက်နော်ဒီကတော့ seed ကိုအစမှာလာ key frame ရှာအစမှာတော့မဟုတ်ဘူးဒီနားမှာ 9:3 မှာပေါ့နော် okay ဒီဘက်ကိုလာပြီးတော့မှဒီ 4.0 okay ဒီကြားမှာကျွန်တော် grade ကိုထောက်အောက်က grade ကိုထောက်ဆုံးထိဆွဲလိုက်ပါ okay ဒီဟာလေးပဲကျွန်တော်လုပ်ပေးခဲ့မယ်နော်ဒီမှာဒီလိုမျိုးလေးဒိန်းကတင်ပြတော့လိမ့်မယ် okay ဒီ effect ကိုဒီထဲမှာထည့်ပြီးပြီနောက်ဆုံးအနေနဲ့ကျွန်တော်နောက်တစ်ခေါက်ထည့်ထည့်မယ် add effect ကိုနေပြီးတော့မှ motion blur ကိုနောက်တစ်ခေါက်ထည့်ထည့်ခဲ့မယ်နော် motion blur နှစ်ခါပါမယ်ဒီ effect မှာနော် okay effect တွေကနည်းနည်းများတော့ဗျအဲ့လိုမျိုးတွေလုပ်ပေးလိုက်မယ်ဒါဆိုရင်ဒီ video ကဒီလိုမျိုးလေးလှုပ်ရှားပြီးတော့မှဟိုဘက်ကိုပြောက်တော့လိမ့်မယ် okay ဆိုတော့ကျွန်တော်တို့ဒီအပုံကြီးအဆက်မှာကျွန်တော် background တစ်ခုခံပေးမယ်ဗျ background ခံပေးဖို့အတွက်လည်းကျွန်တော်တို့ဒီဘဟုမှတ်ပေါ့နော်ဒီ 4:1:9 အဲ့နားနေလို့ဒီဘက်ကိုလာမယ်ဒီ290ထိလာမယ်အပေါင်းလေးကတစ်ချက်တော့ background ကိုထားနော်အပေါ်ဆက်30နဲ့ stretch to composition area screen ပြလိုက်ဒီ background ဒီတိုင်းပဲထားလိုက်နော်beat ခုမှတ်လိုက်မယ်ဗျဒီ video ကျွန်တော် description အောက်မှာကျွန်တော်ပေးခဲ့မယ်နော် okay effect ကိုနေ add effect ကိုနေ
ဒီ copy background ကိုပထမဆုံးထည့်လိုက်မယ်ဒီအားသားနေရာလေးထား copy background ထားလိုက်နော် standard setting ကိုလည်းဒီက track add effect ကိုလည်းဒီ waveform ကိုတောင်းတင်မယ်ဒီ waveform ထဲမှာစောင်းလာ fast cookie fresh ပုံကူပြောင်းမတူကို 1.0 အပုံအဆုံးကိုတော့ရင်သူ 2.0 ဒီအစံတစ်ခုကြာမှာ grade ကိုထားအပေါ် grade ကိုထားနည်းနည်းတင်လိုက်မယ်ဒီနောက်မှာအောက်က grade ကိုထားနည်းနည်းလျှော့လိုက်မယ်ဒါပဲနော်ဒီပြီးလို့ရှိရင်ဒီ angle ကိုသူတစ်ချက်ထောက်ပါ45ထားမယ် angle ကိုနော်ဒီ spacing ကိုကျွန်ပုံမှန်30ထားမယ်ဒီက magnetic cube ကိုကြာအစအောင်လာမှာ key frame ရှာဒီတူကို0ထားလိုက်မယ်အဆုံးကတော့အဆုံးမှာလေး0 background ဆုံးမှာ0အစမှာ0ဒီပုံကူးပြောင်းနေရလေးလာပြီးတော့မှ 6.8 ထိထားလိုက်မယ်ဒါမှမဟုတ် 7.0 ထိထားရင်ရပါတယ်ထားလိုက်ပါကျွန်တော် 6.8 ထားမယ်ကဲဒီကြားမှာကျွန်တော် grade ကိုထားအောက်က grade ကိုထားနည်းနည်းလျှော့လိုက်မယ်ဒီရှေ့မှာပေါ် grade ကိုထားနည်းနည်းတင်လိုက်မယ်ဒီနေရာလေးထောက် duplicate လုပ်လိုက်မယ်နှစ်ထပ်ပြတော့နေပြီနော်အောက်က waveform ကိုထောက်ပြီးတော့မှဒီအဆက်ကိုလာပါဒီ angle ဆိုတဲ့နေရာလေးကို114ထားလိုက်မယ်ကျန်တဲ့အရာတော့ကျွန်တော်ပြောင်းပြရမလို့ဒီက track ပါဒီက track move and transport ကိုတစ်ချက်ထောက်ဒီနေရာလေးကိုထောက်လိုက်ပါဒီ1080ဆိုတဲ့နေရာလေးမှာ4000တိတင်လိုက်မယ်ဒီနေရာလေးကိုတစ်ချက်ထောက်ဒီအပွားကောင်းလေးပေါ့နော်ဒီ H point နေရာလေးမှာဒီ X fact ကိုကြာရင်1610ခွန်ထိတာမယ်ဒီဘက် Y fact ကို1000နဲ့100နဲ့2လောက်ထားလိုက်မယ်မချင်မယ်နော်โอเคဒီ effect နှစ်ခုကိုဒီမှာဒီလိုမျိုးလေးထည့်ပေးလိုက်မယ်ရပါပြီဒီနောက်ထပ်ဒီအပေါ်မှာ background ကိုတင်မယ်ပေါင်းလိုက်မယ် background ကတော့အပေါ်ဆက်သုံးစနဲ့ stretch to composition ရဲ့ screen ပြလိုက်မယ်ဒီ beat market ကြီးထားမယ် polybar ဖြစ်လိုက်မယ်နော် effect ကိုနဲ့ add effect ကိုနဲ့ copy background ကိုပထမဆုံးထည့်လိုက်မယ်ဒီအတွက်ပါ add effect နဲ့မယ် Chinese ကိုထည့်လိုက်မယ် Chinese ထည့်မှာစအောင်လားဒီ cross ဆိုတဲ့ရာကို key frame ရှာလိုက်ပါဒီဘက်ကိုလာမယ် key frame ရှာလိုက်မယ်ဒီနေရာလေးမှာ 2.0 ထိထားလိုက်နော်အဲ့ဆိုဒီကြားမှာဒီကဒီလိုမျိုးလေးဒီကြီးလာနေမယ်ဗျအဲ့ကြီးလာတာကိုအစမှာပြောက်လုံးတော့နေဒီကထွက်လိုက်ပါ blending opacity ကိုတောင်းဒီအစမှာသူ key frame ရှာလိုက်မယ်ပေါ်နေမယ်နော်ဒီအဆုံးမှာကြာရင်သူ့ကို short လိုက်မယ်ဒါဆိုဒီကောင်လေးကဒီကထင်းပြီးတော့ပေါ်လာပြီးတော့ကြီးလာတဲ့အခါမှာဒီ blending opacity ကသူ့ကိုဖြောက်လိုက်တာဗျာအဲ့ဖြောက်လိုက်တဲ့သူက wing နဲ့ထွက်သွားတဲ့ပုံစံမျိုးလေးဖြစ်သွားပါတယ်နော်အဲ့လိုမျိုးလေးဟုတ်ကဲ့နောက်ထပ်တစ်ခုအနေနဲ့ background ထည့်မယ်ဒီနားလောက်ကိုလာပါအပေါက်လေးကလည်း background ကိုထောက်အပေါ်ဆက်သုံးစနဲ့ stretch to composition area ဒီ background ကိုဒီ beat marking ထိထားလိုက်မယ်ဒါမှမဟုတ်ရင်ဒီ beat marking ထိထားပါဒီအောက်ကကောင်နဲ့အတူတူလေးပေါ့နော်ဒီအောက်က background နဲ့အတူတူ create ကိုယူထားလိုက်မယ် effect ကိုနဲ့ add effect ကိုနဲ့ဒီcopy background ကိုပထမဆုံးထည့်ပါဗီဒီယို add effect ကိုနဲ့မယ်ပြီးရင်ဒီ waveform ကိုထည့်မယ်ပေါ့နော်ဒီ waveform တင်မှာဒီ fast ကိုဒီ beat marking မှာ key frame ရှာပြီးကို 2.0 ဒါမှမဟုတ်ရင်သူ့ကို 2.0 ထားပါဒီဘက်ကိုလာသူ့ကို0ထားလိုက်မယ်ဒီကြားမှာဒီ angle ဆိုတဲ့နေရာလေးကို -263 ဒီ spacing ကို126ဒီ magnetic cube ကိုကြာရင်ဒီအဆက်မှာ key frame ရှာအဆက်မှာသူ့ကို 2.7 ထားမယ်ဒီအစကိုလာပါဒီအစကိုနော်ဒီဆက်မှာ key frame ရှာနဲ့သူ့ကို0ထားလိုက်မယ်နော်အဆုံးတော့0ဒီကြားမှာကျွန်တော် grade တွေပါရမဆွေဘူးဆွေရင်လည်းရရင်နော်ဒီအဆက်မှာ grade ဆွေကြည့်လိုက်မယ်grade ကိုဒီလိုမျိုးလေးနည်းနည်းလောက်တင်လေး grade ဆွေမယ်ဒီအောက်က grade ကိုလေအောက်က grade ထောက်လို့ရပြီအပေါ် grade ကိုနည်းနည်းလောက်ဒီလိုမျိုးတင်လိုက်ပါ okay ပြီးလို့ရှိရင်ဒီအဆက်30နဲ့ duplicate လုပ်လိုက်မယ်အောက်က waveform ထဲမှာဒီ fast ကိုကျွန်တော်မသုံးတော့ဘူး angle ကို-90 လောက်လုပ်လိုက်ပါဒီတစ်ခါကြာရင်နော်ဒီ spacing ကို68လောက်လုပ်လိုက်မယ်ဒီ magnetic cube ကိုကြာရင်ဒီအဆက်ကိုလားအဆက်မှာသူ့ကို 3.0 လုပ်လိုက်မယ်ကဲအဆက်30နဲ့ duplicate လုပ်လိုက်မယ်အောက်က waveform ဒီမှာဒီ fast ကိုထား angle ကိုထားပါ spacing ကို54ထားလိုက်မယ်ဒီအောက်မှာ magnetic cube ကိုကြာရင်သူ့ကို 2.5 ပဲထားလိုက်မယ်โอเคအဲ့လိုမျိုးလေးထားလိုက်ပါဒါဆိုဒီကနေလို့ဒီလိုမျိုးလဲတော့ဟိုဘက်ကိုပြောက်သွားလိမ့်မယ်နော်โอเคရပါပြီဒီ background လေးသုံးခုကိုဒီထဲမှာထည့်ခဲ့မယ်ပြီးကျွန်တော်ဒီဘက်ကအပိုင်းကို create ဆက်သွားမယ်ပေါင်းလေးကိုရှင်းထား media ထားလိုက်မယ်ပြီးဒီထဲမှာ message ကိုကြိုက်တဲ့ပုံကိုထည့်ပေါ့နော်ကျွန်တော်ဒီတဲ့ပုံကိုရွေးလိုက်မယ်အပေါ်ဆက်30နဲ့ stretch to composition ရ screen ပြလိုက်တာပေါ့နော်ဒီတဲ့ပုံကိုပြီးဒီထားမယ်ကျွန်တော် side tension နားထောင်ကြည့်မယ်
ကဲဒီနားမှာပြောင်းမယ်813:10အဲ့နာဒီနားမှာနော်ခုနပေါ်တယ်အဲ့နာထောက်လိုက်တဲ့ပုံကဒီရောက်လာလိမ့်မယ်ပြီးလို့ရှိဒီပုံကိုဒီတိုင်းပဲကျွန်တော်ဘာမှမလုပ်ပေးနဲ့ bit marking နဲ့အပိုက်ခွဲလိုက်မယ်နော်ကဲပြီးလို့ရှိဒီတက်ပုံကိုဒီအစမှာဒီဘက်ကိုထားရင်နော်ဒုတိယနေရာလေးမှာထောက်တရှင်ဒုတိယအပိုင်းလေးကိုပေါ့နော်အဲ့ပိုင်းလေးထောက်အပေါ်730နဲ့ flat horizontal ဆိုတာနှိပ်လိုက်ဒီကောင်လေးနှိပ်လိုက်တဲ့တော့တက်ပုံကဟိုဘက်နဲ့ဒီဘက်ကိုပြောင်းပြန်လေးတော်နေမယ်အဲ့ဆိုဒီကနေလို့ဒီဘက်ကိုလေးရင်ဒီဘက်ကိုလေးဘီတစ်ခုမှတစ်ခေါက်လေးတွားလို့ရှိရင်တက်ပုံကကြည့်ကောက်ရနော်အဲ့ကြောင့်မလို့တပုံချပြီးတော့မှပြောင်းပြန်ပြုလုပ်ပေးရမယ်ဒါဒီဆောင်းကောက်ကောင်လေးကိုတစ်ချက်တော့ပေါ်730နဲ့ flat horizontal ဒါဆိုပြောင်းပြန်ဖြစ်သွားလိမ့်မယ်နော်ဒီမှာပြီးရင်ဒီထဲမှာကျွန်တော် effective မယ်ဒီပထမဆုံးအပိုင်းမှာ effective နော်အဲ့ဒါလေးကိုတစ်ချက်တော့ effect နဲ့ add effect နဲ့ပထမဆုံးနေနဲ့ကျွန်တော်ဒီ time list ကိုထောင်းနော် metro ကိုလိုက်မယ်ပြီး add effect ကိုလိုက်မယ်ပြီးဒီ oscillate ကိုကျွန်တော်ထည့်လိုက်မယ်နော်ဒီ oscillate ထည့်မှာအစကိုလာပါအစလုံးမဟုတ်ဘူးသူ့ကို90လောက်လိုက်မယ်ပထမဆုံးနော် angle 90ဒီ frequencies ကို0ထားမယ်ဒီ magnitude ကိုကြာကျွန်တော်250လောက်လုပ်လိုက်မယ်နော်ပြီးမှဒီ fast ကိုအစမှာလာ key differential အစမှာသူ့ကို 0.26 ထားမယ်နော်ဒီဟောတော့ key differential နော်ဒီအလေးကိုလာမယ်အလေးလေးမှာ 0.53 ထိထားမယ်ဒီကြားမှာကျွန်တော် grade ကိုထောင်းအပေါ် grade ကိုထောင်းဆုံးထိတယ်နော်ဒီအောက်က grade ကိုထောင်းဒီနောက်မှာအောက်က grade ကိုထောင်းဆုံးထိလျှော့လိုက်မယ်ဒီလိုမျိုးလေးဆွဲပြလိုက်မယ်ဒီကအတွက် not effect ကိုတင်မယ် add effect ကနေပြီးတော့မှဒီ exposure gamma လေးတင်မယ်ဒီအစကိုလာပါအစလုံးမဟုတ်ဘူးကျွန်တော်ဒီအလေမှာပေါ့နော် key differential နဲ့ VT effect အစကိုလာအစမှာသူ့ကို 1.0 ထားမယ် okay ဒီကြားမှာကျွန်တော် grade ကိုထောက်ပေါ် grade ကိုထောက်အဆုံးထိတင်လိုက်ပါနော် okay ဒီအတွက် not effect ကိုတင်မယ် add effect ကိုနဲ့ပြီးဒီ black ဆိုတဲ့ motion black ကိုကျွန်တော်ထည့်လိုက်မယ်နော်ပြီး add effect ကိုနဲ့ distortion waft ကိုဝင်လိုက်ပါပြီးဒီမှာturbulent display ရှိရနော်အဲ့ဒါလေးကိုတစ်ချက်ထောင်း standard set ကိုနေလိုက်မယ်ပြီးဒီ turbulent display ချိန်မှာဒီ parallel ကိုဒီ y နေရာလေးမှာပေါ့နော်1030ထိထားလိုက်မယ်ဒီအောက်မှာ offset ကိုဒီနေရာလေးမှာ64ထားလိုက်မယ်ဒီ strong ဆိုတဲ့နေရာလေးကိုစမှာလာ key differential ပါ 0.200 လောက်ထားလိုက်မယ်200ပြီးဒီကောကိုကြာကျွန်တော်အဆုံးထိလာလိုက်ပါအဆုံးမှာ key differential အဆုံးမှာသူကို10ရောဒီကြားမှာကျွန်တော် grade ကိုထောက်ပေါ် grade ကိုထောက်အဲ့လိုမျိုးအဆုံးထိမစဘူးနော် sorry ဒီကောကိုနည်းနည်းတင်လိုက်ဒီကောကိုနည်းနည်းတင်လိုက်ဒီလိုမျိုးလေ okay ဒီလိုမျိုး grade လေးဆွဲလိုက်မယ် evolution ကိုကျွန်တော် 4.0 ထားမယ်နော်ဒီအောက်မှာ xy ကိုပေးလိုက်မယ် scale ကိုကျွန်တော်အစအောင်ဒီနားမှာ key differential လိုက်ပါ 1.0 ထားမယ်နော်ဒီနားတော့ပြီးတော့ 0.50 လောက်ပဲထားမယ်0.50ဒီအပြီးအဒီကောအဆုံးထိထားလိုက်မယ်နော်ဒီကြားမှာလေးကျွန်တော် grade ကိုတောင်းခုနကဒီ strong ကို3 kg grade ကိုပဲ copy ကူလိုက်မယ် copy cast နော်ဒီဒီအောက်မှာ ဒီ scale နေရာလေးပါ grade ကိုတောင်း730နဲ့ base ကလောက်လိုက်တော့ဒါဆိုခုနကဒီ strong မှာ grade နဲ့ဒီ grade နဲ့တူတော်လိမ့်မယ် okay ဆိုတော့ကျွန်တော်ဒီအောက်မှာပါချန်လေးဒီ artifice ကိုကျွန်တော်အဆုံးထိလျှော့လိုက်ပါဒီ screen speed ကိုဖွင့်ပေးလိုက်နော်အဲ့လိုပုံစံမျိုးလေးလုပ်ပေးလိုက်အဲ့ဒါဆိုဒီထဲမှာဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ် okay နောက်ထပ်လုံးစရာမလိုဘူးကျွန်တော် development display ကို motion blur ရဲ့အပေါ်ကိုတင်လိုက်ပို့ကောင်းမယ်နော်အဲ့လိုမျိုးလေးထားလိုက်မယ် okay ပြီးရချက်730နဲ့ copy all file လို့ပြီးတော့မှဒီဘက်ကအပိုင်းတိုင်းမှာ paste ရှာလိုက်မယ်နော် paste ရှာလို့ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ background တစ်မျိုးထည့်ပေးမယ်အဲ့ background ကိုကျွန်တော်ဒီနားမှာဒီ wave file နှစ်ခုပါတယ်ဒီ background လေးနော် okay /2 ဖြစ်နေပြအပေါ်မှာကျွန်တော်တို့ယူထားရှိရယ်ဒါလေးဖြုတ်ပေးလိုက်နော်ပြီးမှကျွန်တော်တို့ဒီကောက်ရဲ့နှစ်ခုကို copy ကူးလိုက်မယ် copy 2 layer ကိုအကုန်လုံးကူးရင်ရမှာပါအကုန်လုံးကူးလိုက်ပါ copy 3 layer လောက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဆက်နော်ဒီကူးပြောက်ဆက်အဲ့နားလေးမှာကျွန်တော် paste လုပ်လိုက်မယ်ဒီမှာ3ခုလုံးကဒီမှာကွက်တိရောက်လာပြီဗျဒီအရှိ background ကိုပေါ့နော်အောက်ဆုံးကအဲ့ background လေးကိုတစ်ချောင်း effect နဲ့ဗီဒီယိုလေးကိုတစ်ချက်ထောက်လိုက်ပါနော် angle ကိုပေါ့နော် angle ကို114လောက်ထားလိုက်မယ်မှတ်ချင်မယ်ဒီအောက်ကဒီ wave form ကိုတစ်ချက်ထောက်ဒီ angle နေရာလေးမှာ126ထိထားလိုက်မယ်နော်အဲ့လိုပုံစံမျိုးလေးထားလိုက်အဲ့ဒီမှာ okay ဒီက trap ပါဒီ move and transport တွေကိုတော့ဒီနေရာလေးကိုတော့4တော့ထားတယ်
4000နေရာမှာကျွန်တော်9000ထိကစားလိုက်မယ်ပြီးဒီနေရာလေးထားဒီကောင်လေးထောက်360ထားမယ်ဒီကောင်ကို940ထားမယ်အဲ့လိုပုံစံမျိုးနော်ခုနကဟာနဲ့မတူဘူးနော်ဒီမှာโอเคဒီလိုပုံစံမျိုးလေးထားလိုက်မယ်ဗီဒီယိုထွက်ပါကျွန်တော် effect တွေကိုလုပ်စရာမလိုတော့ဘူးရပြီဒီအတွက်โอเคကျွန်တော်ဒီကောင်လေးကိုနည်းနည်းလောက်တိုးလိုက်မယ်ဒီနားထိထားလိုက်မယ်နော်ဒီနားပုံလေးထောက်ဗီဒီယိုမျိုးလေးကျင်းလိုက်ပါအဲ့လိုမျိုးအဖြစ်ဒီ key frame နဲ့ quality မကြရင်သူ့ကိုဒီလိုမျိုးနည်းနည်းဟိုလုပ်လိုက်မယ်နော်Okay. Okay, ဒီမျိုးလေးလုပ်ပေးလိုက်မယ်နော်ဒီထဲမှာကျွန်တော်ဒီအရှိတစ်ပိုင်းပေါ့နော်ဒီအရှိတစ်ပိုင်းရေဒီအစကအပိုင်းရေအဲ့ဒီဟာမှာကျွန်တော် effect တစ်မျိုးထိပေးရမယ် effect ကိုနေ add effect ကိုနေပြီးဒီနေရာလေးကိုတစ်ချက်ထောက်လိုက်ပါဒီ balance ဆိုတဲ့ effect တစ်မျိုးကျွန်တော်ထိပေးခင်မယ်ဘာလို့မိတ်တုံးလေးကျွန်တော်အသုံးပြုရှင်နော်အဆုံးထိတင်လိုက်ပါဒီကောင်ဒီအဆက်30နေ copy effect လုပ်လိုက်မယ်ပြီးဒီအဲ့ဒီ effect တစ်ခုတွေကိုနော်ဒီအရှိပိုင်းမှာတစ်ချက် base ရှာလိုက်မယ်ရပြီအဲ့ကျွန်တော်ဒီဘက်ကအပိုင်းတွေကိုရှာစရာမလိုဘူးเนาะဒီမှာမိတ်တုံနဲ့သူဖြစ်တော်လိမ့်မယ်โอเคကျွန်တော်ဒီဘက်ကအပိုင်းကိုcrease ဆက်မယ် crease ဆက်ပြီးတော့လည်းကျွန်တော်အပေါက်လေးတစ်ချက်တော့ media ကိုထောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကအပိုင်းမှာဒီတက်ပုံနဲ့ထည့်လိုက်မယ်အပေါ်ဆက်လို့စနေ stretch to composition ပြီး screen ဖြည့်လိုက်တာเนาะဒီညလေးထောက်ပြီးဒီကောင်လေးနှိပ်လိုက်တာเนาะโอเคဆိုတော့ဒီရှင်းဘယ်နာဒီအပိုင်းကိုဘယ်နာထားမလဲဆိုတော့ရှက်ကြည့်အောင်โอเคဒီနားထိထားမယ်เนาะအဲ့ဒီထားလိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ထောက်မယ် move and transport ကိုထောက်မယ်ဒီနေရာလေးကိုထောက်ပါဒီဒုတိယ bit marking เนาะဒီနားမှာကျွန်တော်ပါမလို့ဘူးဒီနားမှာတစ်ချက် key frame ရှာလိုက်ပါသူ့ကိုဒီ key frame ဒီတိုင်းပဲရှာလိုက်ဒီကနေတော့ okay ဒီရှေ့ကိုလာမယ် key frame ရှာပါဒီနားလေးမှာ1280เนาะမှတ်ချင်မယ်သူရှက် bit marking မှာ1480သူရှက် bit marking မှာ1680သူရှေ့ bit marking မှာ1880သူရှေ့ bit marking မှာ2080သူရှေ့ bit marking မှာ2280ကဲအဆုံးဒီရောက်တဲ့အခါမှာ1200အထိကျွန်တော်ထားနိုင်မယ်1200เนาะအဲ့လိုပုံစံမျိုးလေးဒီကြားမှာကျွန်တော် grade ကိုထောက်ပေါ် grade ကိုထောက်ဆုံးထိတဲ့730နဲ့ copy က730နဲ့ paste ကတော့ different ဒီ grade ကိုအကုန်လုံးမှာ paste ဖြစ်သွားလိမ့်မယ်เนาะဒီနောက်ဆုံးမှာတစ်ခုပဲကျွန်တော်ဒီနေရာလေးထောက်ပြီးပြောင်းပြန်လေလိုက်เนาะဒီလိုမျိုးလေးကြံတဲ့အရာတွေအကုန်လုံးအပေါ်မှာထားမယ် okay ဒီလိုရှိရင်ကျွန်တော်ဒီ bit marking ဒီတက်ပုံကို bit marking လာအပိုင်ခွဲမယ်เนาะဒီနောက်မှာတစ်ချက်ဒီကောင်လေးထောက်ခွဲသူရှိမှလားထောက်ကဲပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကိုလာမယ်ဒီဘက်ပထမတစ်ပိုင်းဒီကနေတော့ဒီဘက်ကိုပုံကူပြောတော့ရနော်ဒီအပိုင်းလေးကိုတစ်ချက်ထောက်ပါအပေါ်730နဲ့ flat horizontal ပြောင်းပြန်ဖြစ်တော့လိမ့်မယ်သူ့လိုပဲကျွန်တော်ရှေ့ကဒီတစ်ပိုင်းကျော်ဒီပိုင်းလေးထောက်ပြီးပြောင်းပြန်လုပ်မယ်โอเคပြောင်းပြန်အတီးလို့ပြီးတာနဲ့ကျွန်တော်ဒီအစကအပိုင်းကိုလာပါအစအပိုင်းမှာ effect ထည့်မယ်နော်တစ်ချက်ထောက်ပါ effect ကိုနဲ့ add effect ကိုနဲ့ပထမဆုံးအနေနဲ့ကျွန်တော် time list ကိုထောက်လိုက် metro ကိုဖွင့်လိုက်မယ်နော်ဒီက track add effect ကိုနဲ့ဒုတိယအနေနဲ့ဒီ oscillate ကိုထည့်မယ်angle ဆိုတဲ့အကောင်လေးကိုကျွန်တော်90ထားလိုက်မယ်နော် VPD အစအောင်လား key frame ရှာလိုက်မယ်အစမှာသူ့ကို90အဆုံးကိုတော့အဆုံးမှာ -90 ထားမယ်ဒီ frequency ကို 0.80 ထားမယ်ဒီအောက်က magnitude ကိုကြာရင်သူကအစအောင်လာပါ key frame ရှာသူ့ကို250ထိထားမယ်အများကြီးပဲနော် VD အဆုံးကိုတော့ key frame ရှာအဆုံးမှာ10ထားလိုက်မယ်ဒီကြားမှာကျွန်တော် grade ကိုထောက်အပေါ် grade ကိုထောက်အောက်ကကောင်ကိုဒီလိုမျိုးအဆုံးထိဒီလိုမျိုးဆွဲလိုက်ပါနော်ဒီလိုမျိုးလေ okay ပြီးလို့ရှိရင်ကျွန်တော်ဒီက track now effect ကိုချိန်မယ် add effect ကိုနဲ့ video exposure gamma လေးကိုထောက်ပါ sound လာ key frame ရှာစမှာဒီ exposure key frame ရှာလိုက်နော် video နဲ့လေးထောက် 0.80 ပြီးဒီကောင်ကိုအလေးစမ်းတော့လာပါတစ်ချက် key frame ရှာလိုက်သူကို0ထားလိုက်မယ်နော်ပြီးဒီကြားမှာကျွန်တော် grade ကိုထောက်ပေါ်ပြီးတော့အဆုံးထိတင်လိုက်ပါ okay ဒီက track now effect ကိုချိန်မယ် add effect ကိုနဲ့ပြီးလို့ရှိရင်ဒီ motion black ကိုကျွန်တော်ထည့်လိုက်မယ်ဒီအထက်ပါ add effect ကိုနဲ့ပြီးဒီ distortion wave ထည့်မှာဒီအပေါ်မှာရှိမယ်နော်ဒီ circular repeat ကိုကျွန်တော်အသုံးပြုပြင်မယ်တစ်ချက် dust standard တွေကိုနဲ့ဒီ circular repeat ထည့်မှာဒီနားမှာတစ်ချက်သူ့ကိုcenter ကို detect ထားမှာဒီ frequencies ကို key frame ရှာလိုက်ပြီးဒီကောင်လေးကို 9.0 ထားမယ်ဒီအဆုံးထိတော်လိုက်နော်ဒီတခါကျအဆုံးမှာသူ့ကိုအဆုံးမှာ 2.0 ထားမယ်ဒီကြားမှာကျွန်တော် grade ကိုထောက်ပေါ် grade ကိုထောက်ဆုံးထိတယ်နော် okay ဒီအောက်မှာ strong ဆိုတာရှိရအဲ့ဒါလေးကိုကျွန်တော်စောက်လာ key frame ရှာပါဒီ 0.030 ထားမယ်နော်ပြီးမှဒီအဆုံးကိုလာပြီးတော့မှသူ့ကို10ရုပ်လေးလောက်လိုက်မယ်
okay ဒီအောက်မှာ radius ကိုကျွန်တော် 0.80 t တင်လိုက်မယ်နော်ဒီအောက်မှာ feather ကိုတော့ကျွန်တော်မသုံးဘူး okay ဒီကနေတော့ dane ကနေဆိုရင်ဒီလိုမျိုးလေးဖြစ်သွားနိုင်မယ် okay motion ဒီလိုပဲထည့်လိုက်မယ်ပြီးရင်ဒီအစ30နဲ့ copy file လုပ်မယ်နော် okay ကျွန်တော်ဒီနားမှာဗျာ message ကြားပြနေတယ်ကျွန်တော်ပြောလိုက်မယ်ဒီနားမှာကျွန်တော်ဒီ background ပေါ့နော်ဒီမှာပုံကူးပြောက်လုပ်ခဲ့တဲ့အောက်ဆုံးက background အဲ့ဒါလေးကိုတစ်ချက်ထား effect ကနေဒီအောက်က wave form မှာပေါ့နော်ဒီကို126မထားပါဘူးနော်180လောက်ထားရမယ်ပြီးမှသူကသူ့ရဲ့လှုပ်ရှားပုံက180နဲ့မှ live fan ပဲအပေါ်ကအကောင်114ထားလိုက်ထားတယ်အောက်ကကောင်ကို180ထားရနော်ဒီမှာအပေါ်က angle ကို114အောက်က angle ကို180ပေါ့နော်ကြံတဲ့အရာတွေကတော့အကုန်လုံးအဲ့တိုင်းပဲထားမယ်အတူတူထားလိုက်ပဲဒီဘက်ကလာပါဒီမှာကျွန်တော် copy ကူးပြီးเนาะဒီ file ကဟောင်းအဲ့ဆိုဒီဘက်ကလာ effect ကိုလည်း70 piece effect ဒီဘက်ကအပိုင်းတွေအကုန်လုံးကျွန်တော် paste ရှာလိုက်မယ်ဗျာခုန effect ကိုokay piece ရှာလို့ပြီးတာနဲ့ကျွန်တော်ဒီဘက်က background တွေနော်ခုနကကျွန်တော်ဒီမှာ take တဲ့ background 3ခုလုံးကိုအမှတ်ချိန်လိုက်ပါမျက်လုံးဒီနာခဏလေးထောက်လိုက်တာနဲ့ဒီလိုအမှတ်ချိန်တော့နော်အပေါ်ဟာမလို့ခြင်းဘူးကျွန်တော်3ခုလေးနော်ဒီမှာကြည့်ပါစစ်ပါ3ခုလေးဟုတ်ကဲ့ copy 3 layer လောက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးကိုလာပြီးတော့မှ piece ရှာလိုက်မယ်ဒီနေရာလေးထောက်ပြီးတော့မှ piece 3 layer ကိုထောက်လိုက်အဲဆိုဒီ background 3ခုလုံးကအပေါ်ရောက်နေပြီနော်ဒီရွှေတင်လိုက်ဒီမှာ key frame နဲ့ copy မကြရင်ဒီလိုရွှေမယ်ဒီကောလေဒီလိုမျိုးရွှေမယ်ဒီကောင်နဲ့ဒီလိုမျိုးရွှေမယ်ဒီကောင်ဒီအလျားကောင်ကိုကျွန်တော်အပေါ်တင်လိုက်တာပိုကောင်းမယ်ပြီးဒီလိုမျိုးလေးရွှေလိုက်မယ်ဒီ background 3ခုကိုဒီတင်မှာထားလိုက်မယ်ကျွန်တော် share ပိုင်ကို share ပိုင် crease မယ်အပေါ်လေးကို shutter media ကိုထောက်လိုက်မယ်ပြီးလို့ရှိရင်ဒီတက်ပုံတွေကိုကျွန်တော်ရေးမယ်အပေါ်30နဲ့ stretch to composition နဲ့ screen ပြည့်လိုက်မယ်နော်ပြီးဒီတက်ပုံပြီးဒီ time လေးဆိုကျွန်တော်သရှင်းဖွင့်ပြီးတော့နားထောင်ကြည့်မယ်sorry ဒီနားလောက်မှာထင်တယ်ကဲဒီပြီးတော့မှာကဲနော်အဲ့နာထိထားလိုက်ပါပြီးရကျွန်တော်ဒီဓာတ်ပုံကို move and transport ထောက်ဒီနေရာလေးထောက်အစားလာ key frame ရှာအစမှာဒီတိုင်းထားမယ်ပြီးဒီဘက်ကိုလာအဆုံးကိုတော့ key frame ရှာအဆုံးမှာလေးဒီတိုင်းထားမယ်ပေါ့နော်ဒီတိုင်းထားလိုက်ပါပြီးဒီအဆက်ကိုလာမယ်ဒီကြားကိုအဲ့နာလေးလာပြီးတော့မှကျွန်တော်400လောက်ထိကျွန်တော်ရှော့လိုက်မယ်400ဆိုများတယ်ဗျ4တယ်ဗျကျွန်တော်900လောက်ထိရှော့လိုက်မယ်နော်ဒီဘက်ကလာ grade ကိုထောက်အပေါ် grade ကိုထောက်အဆုံးထိတင်လိုက်နော်ဒီဘက်ကလာအောက်က grade ကိုထောက်အဆုံးထိရှော့လိုက်မယ်အဲ့လိုပြောလေကျွန်တော်ဆွဲလိုက်မယ် okay ဒီကထပ်ပါပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကို bit marking လိုက်ကျွန်တော်ပိုက်ခွေမယ်မခွေးခင်မှာကျွန်တော်ဒီဘက်မှာနော်ဒီနားလေးမှာကျွန်တော်ဒီဒုတိယအပိုင်ပေါ့နော်ဒုတိယအပိုင်အစပိုင်းမှာကျွန်တော်ဒီ balance ဆိုတဲ့ effect မျိုးကိုတစ်ပေးခဲ့ရမယ်ဗျအဲ့ဒါမေးနေတယ်ကျွန်တော် add effect ကိုနေမယ် balance ဆိုတဲ့ effect ကိုတစ်ချက်ထောက်ဒီ balance ကိုကျွန်တော်16ထိတင်လိုက်မယ်ကဲရပြီနော်ဒီဒုတိယအပိုင်းမှာပထမတပိုင်းကိုပဲထည့်မယ်နောက်ကအပိုင်းတိတိလေးတွေကိုအဲ့ balance ဆိုတဲ့ဟာမထည့်ထားဘူးနော်ဒီမှာကြည့်ပါကျွန်တော်ဒီမှာအဆုံးသတ်ထားဒီလိုမျိုးအဆုံးသတ်ထားရနော် okay အဲ့ဆိုကျွန်တော်ဒီကထွက်ပြီးကျွန်တော်ဒီရှေ့ကအခုနကထည့်တဲ့အပိုင်းကိုကျွန်တော် bit marking လိုက်အပိုင်းခွဲလိုက်မယ်ဒီ bit marking လိုက်ပိုင်းလေးတော့ဒီနေရာနှစ်ပိုင်းခွဲလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီပထမတစ်ပုံကိုဒီတိုင်းထားမယ်ပြီးဒုတိယပုံလေးကိုထောက်အပေါ်30နဲ့ flip horizontal ကိုတစ်ချက်ထောက်လိုက်နော်အဲ့ဆိုပြောင်းပြန်ဖြစ်သွားတယ်ဒီပုံကဒီဘက်ကိုလေးနေဒီဘက်ရောက်လို့ရဒီဘက်ကိုလေးသွားဒီဘက်ကိုဒီဘက်ထားဒီပုံလေးကိုတစ်ချက်ထောက်ဒီဘက်ကဒီပုံလေးနော်30နဲ့ flip horizontal ပြောင်းပြန်တင်နဲ့ဒီဘက်ပုံကူးပြောက်ကိုရောက်သွားလိမ့်မယ် okay ဆိုတော့ဒီပထမအပိုင်းမှာကျွန်တော်ထိဖို့အဖက်ကကြာရင်ဒီရှေ့အပိုင်းမှာထိခဲ့တဲ့အဖက်ကိုကျွန်တော်အသုံးပြုကြည့်မယ်နော်ဒီကော်လေးကိုတစ်ချက်ထောက်ပါအဖက်ကနေ30နဲ့ copy all effect လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကိုလာမယ်ဒီနေရာလေးကိုတစ်ချက်ထောက် effect ကိုလည်း30နဲ့ piece effect လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့မှနောက်ထပ် effect တစ်ခုပို့ထည့်မယ်ဒီဘက်ကအပိုင်းမှာနော်ဒီဘက်မှာအပိုင်းတစ်ပိုင်းရှိရအဲ့ဒါလေးကိုတစ်ချက်ထောက် effect ကိုလည်းဒီရောက်မှာ secondary ဘက်ကိုတစ်ချက်ထောက်ဒီနေရာလေးထောက်ပြီးတော့မှ copy effect လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီ attract ဒီအပိုင်းကိုထောက်ပြီးတော့မှ piece ရှာလိုက်မယ်ဗျာဒီအတိုင်းလေးမှာကျွန်တော်ပြင်ခဲ့ရမယ်နော်ဒီပိုင်းမှာoffset ကိုကျွန်တော် cross ကိုပထမဆုံးလုပ်မယ် cross ကိုထောက်ပြီးတော့မှ 0.980 လောက်ထားလိုက်ပါ okay ဒီ offset ကိုတစ်ချက်ထောက်မယ်အစမှာလာ key frame ရှာသူ့ကိုအဆုံးကိုတော့ key frame ရှာအလေးကိုလာပါအလေးမှာ -3.0 ထားမယ်ဒီကြားမှာ grade ကိုထောက်အပေါ် grade ကိုထောက်အဆုံးထိတင်ဒီနောက်မှာအောက်က grade ကိုထောက်အဆုံးထိဆွဲလိုက်ပါ
okay ပြီးရင်ဒီအထမယ်နော်ပြီးရင်ဒီ effect ကို73နဲ့ copy or effect လုပ်ပြီးတော့မှဒီ effect ကအပိုင်းကိုလာပြီး paste ရှာမယ်ဒီနေရာလေးထောက် effect ကိုနဲ့73နဲ့ paste တိုးတော့ဒီ blend ဆိုတဲ့ effect ကိုဖြတ်ပေးလိုက်မယ်နော် okay ပြီးလို့ရှိရင်ကျွန်တော်ဒီ motion black ကိုပေါ်တင်လိုက်ပါပြီး add effect ကိုနေမယ်ပြီးဒီ black ဆိုတဲ့နေရာလေး motion black ကိုကျွန်တော်ထည့်လိုက်မယ်နော် okay ဒီအောင်မှာ tiny state မှာဒီ vertically ကိုဖွင့်ပေးလိုက်ပါ okay ပြီးဒီဘက်ကိုလာ effect နဲ့ sorry vertically ကိုဖွင့်ပေးလိုက်ပြီးတော့မှကျွန်တော်73နဲ့ copy all effect လုပ်လိုက်မယ်နော်ထည့်ပြီးတော့မှဒီဘက်ကိုလာပါ effect နဲ့73နဲ့ paste effect လုပ်လိုက်တိုးတော့ကျွန်တော်ခုနကဒီ balance ဆိုတဲ့ effect တစ်မျိုးပျောက်သွားတော့ရနော်ကျွန်တော် copy မကူတော့တခါလေးဒီမှာရှိထည့်လိုက်မယ်အဆုံးထိတင်လိုက်ပြီနော် okay ပြီးလို့ရှိရင်73နဲ့ copy all effect ထည့်လုပ်လိုက်မယ်ပြီးဒီဘက်ကိုလာမယ်ကျွန်တော်ဒီပိုင်လေးကိုထား effect နဲ့73နဲ့ paste တော့ balance ကိုဖြည့်လိုက်ပါ73နဲ့ copy all effect လုပ်လိုက်မယ်ဒီဘက်မှာကျွန်တော် balance သုံးစရာမလိုတော့ဘူးဗျokay အဲ့လိုမျိုးတယ်နော်ဘာလို့ဒီနားမှာကျွန်တော် balance သုံးခဲ့လေဆိုရင်ဒီနားမှာကြာရင်တော့ပုံကနေနေရှည်နေမှာအားကြောင့်မလို့ကျွန်တော်တစ်ချက်ကြည့်ပါဒီ hostly မှာဘယ်လိုမျိုးအသုံးပြုထားလဲ okay မှန်တယ်နော်ဒီ effect ဒီလိုမျိုးထည့်လိုက်မယ်ကျွန်တော်ဒီ shape ကပိုင်ကို crease ဆက်မယ် shape ကပိုင် crease မဆက်ခင်မှာကျွန်တော်တို့ဒီပုံကြီးအကူပြောက်ကိုကျွန်တော်ဖန်တီးပေးခဲ့မယ်နော်အဲ့ဒီအကူပြောက်ကဒီနားမှာစားရနော်ကျွန်တော်ဒီဘက်ဒီနားလောက်ကိုလာခဲ့ပါပေါက်လေးကိုဒီ shut out background ထောက်ပေါ်73နဲ့ stretch decomposition ရယ် screen ပြဖြစ်လိုက်မယ်နော်ပြီးဒီ background ကိုပြီးထိထားမလဲဆိုရင်68ဒီထိထားလိုက်ပါအဲ့ဒီထားလိုက်မယ်အများကြီးပဲနော်နေရမဟုတ်ရှည်တော့ okay ဒီကောက်လေးကိုဒီ shut out effect ကိုနဲ့ add effect ကိုနဲ့ပထမဆုံးအနေနဲ့ကျွန်တော် copy background ကိုချိန်မယ်အားသားနေရာလေးထောက် copy background ကိုထောက်လိုက်မယ် standard setting ကိုနေမှာကျွန်တော်အပေါ်73နဲ့ screen ပြလုပ်ပြီးပြီလားမသိဘူးကျွန်တော် screen ပြလုပ်မေးတော့ရပြ okay ပြီးလို့ရှိရင်ကျွန်တော် effect ကိုနဲ့ add effect ကိုနဲ့ပြီးဒီ wave warp ကိုကျွန်တော်တောက်ဖို့တော့ distortion warp ထည့်ဝင်ဒီ wave warp ကိုထောက် standard setting ကိုနေလိုက်မယ်ဒီ wave warp မှာကျွန်တော်ဒီ team မှာတစ်ချက် key frame ရှာလိုက်ပါဒီ ပုံကူးပြောက်ဒီနားမှာနော်အဲ့နာ beat ဟုတ်ပါတယ်ဟုတ်တယ်ဒီနာ beat မှာပုံကူးပြောက်အဲ့နာလေးမှာကျွန်တော် fast ကိုဒုတိယတစ်ခေါက် key frame ရှာလိုက်မယ်ဒီတစ်ခါကျရင်သူ့ကို 1.0 ထားမယ်ကျွန်တော်ပုံမှန်ရှာနေကြအတိုင်းပေါ့နော်ဒီဘက်ကိုရောက်တဲ့အခါမှာ 2.0 ထားမယ်ပြီးလို့ရှိရင်ကျွန်တော် grade ကိုထောက်ပါအပေါ် grade ကိုထောက်လိုက်နော်ဒီဘက်မှာအောက်က grade ကိုထောက်နည်းနည်း short လိုက်မယ် okay ပြီးလို့ရှိရင်ကျွန်တော်ဒီ angle ဆိုတဲ့နေရာလေးကို114ထားမယ်နော်ဒီ spacing ကိုကျွန်တော်10ထားမယ်ပြီးဒီအောက်မှာ magnitude ကိုပေါ့နော်အစမှာကျွန်တော်လာမှာ key frame ရှာပြီးသူ့ကို0အမှတ်ချိန်လိုက်မယ်နော်ပြီးဒီဘက်ကိုလာမယ်ဒီနေရာလေးမှာကျွန်တော်0ဖြစ်နေပြီဆိုကျွန်တော် key frame ရှာလိုက်ပါပုံအဆက်ကိုလာမယ်ပုံကူးပြောက်ပေါ့နော်အဲ့နာလေးမှာကြာရင်သူ့ကိုနှစ်ထိထားလိုက်မယ်ဒီအဆက်30နဲ့ duplicate လုပ်လိုက်မယ်နော်အောက်က wave forward ကိုတစ်ချက်ထောက်မယ်ဒီ angle ဆိုတဲ့နေရာလေးကို180နှစ်လောက်ထားလိုက်မယ်နော် okay ပြီးဒီကထပ်ပါ move and transport ကိုတစ်ချက်ထောက်မယ်ဒီနေရာလေးကိုထောက်ပြီးတော့မှ8000ထိကျွန်တော်ထားလိုက်မယ်8000နော်အမှတ်ချိန်ပါပြီးလို့ရှိရင်ဒီနေရာလေးကိုတစ်ချက်ထောက်မယ် BTH point နေရာလေးမှာ DX ဆိုတဲ့နေရာလေးမှာ1180ထိထားလိုက်မယ်ပြီးဒီဘက်ကကောင်ကြရင်620ထိထားလိုက်မယ်နော်အဲ့လိုပုံစံမျိုးလေးပြုလုပ်လိုက်မယ်ဒီမှာဒီလိုပုံစံမျိုးလေးဖြစ်တော့လိမ့်မယ်တော်တော်လေးကိုပြင်းပြထန်ထန်ဖြစ်နေအဲ့အပေါ်မှာကျွန်တော်နောက်ထပ် background တစ်ခုထည့်ပေးမယ်ထည့်ဖို့တော့ねဒီဘက်မှာကျွန်တော်ထားခဲ့တဲ့ background ပေါ့နော်ဒီအောက်ဆုံးက background အဲ့ဒါလေးထောက်ဒီနေရာလေးထောက် copy layer လုပ်လိုက်မယ်ပြီးဒီကလာမယ်ပြီးဒီဘက်ကိုလာမယ်ဒီနားလေးမှာလာပြီးတော့မှ paste ရှာလိုက်မယ်ဒီဘက်ပုံကိုပြောမှာဒီမှာ quality မကြရေးပုံ background လေးကိုထောက်ပြီးဒီလိုမျိုးရွှေ့လိုက်မယ်နော်ပြီးဒီ background ကိုကျွန်တော်ပြောင်းလေးပေးမယ်ဗျအဲ့ဒီမှာပါတဲ့ effect ကိုပေါ့နော်ဒီ fast wave forward ထိမှာဒီ magnitude ကိုဒီတိုက်ထားမယ် angle တစ်မျိုးပြောင်းလေးပေးမယ်ကျွန်တော်ဒီနေရာလေးမှာ50ရှိပြီးဒီကထက်အောက်က wave forward မှာကြာရင်ဒီ angle ကို120လောက်ထားလိုက်မယ်မြင့်ချင်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကထွက်မယ်နော် move and transport တွေကိုဝင်လိုက်ပါပြီးဒီနေရာလေးထောက်မယ်ဒီနေရာလေးမှာကျွန်တော်တို့9500လောက်ထားလိုက်မယ်ဗျာနည်းနည်းကြီးတော့ပေါ့ဒီကောင်လေးတစ်ချက်ထောက်မယ်ဒီနေရာလေးမှာကျထုတ်900ထားလိုက်မယ်ဒီကောင်လေးမှာကျရင်ကျွန်တော်800လောက်ထားလိုက်မယ်โอเคပြီးဒီလိုမျိုးလေးကျွန်တော်ဒီလိုမျိုးလေးလုပ်လိုက်မယ်နော်โอเคဒီကထွက်ပါရပြီနောက်ထပ်အပေါ်မှာနောက်ထပ် background တစ်ခုထည့်ပေးမယ်ဒီ background ကြာရင်ကျွန်တော်တစ်ချက်ထောက်ပြီးထိလိုက်မယ်ဗျာဒီကထွက်နော်
အပေါင်းလေးကတစ်ချက်ထောင်း background ကိုထောင်းအပေါ်ဆက်30နဲ့ stretch decomposition ရ screen ပြည့်လိုက်မယ်ပြီးဒီ background ကိုဒီတိထားလိုက်မယ်ဗျာဒီဘက်ကနေနေလောက်ပို့ပို့လေးပေါ့အဲ့နားလေးမှာကျွန်တော် effect ကိုနဲ့ add effect ကိုနဲ့ပထမဆုံးအနေနဲ့ကျွန်တော် copy background ကိုပဲထည့်မယ်ပြီးမှကျွန်တော် tiny ကိုထည့်ပေးလိုက်မယ်ဒီဟာကကျွန်တော်ဝိညာဉ်ထွက်တဲ့ဟာဖန်တီးဖို့ဖြစ်တဲ့တော့ねပထမဆုံး cross ကိုပထမ key frame ရှာလိုက်အစမှာပေါ့နော်အဆုံးရောက်တဲ့အခါမှာသူ့ကိုကြည့်အောင် 2.0 ထားလိုက်မယ်ပြီးရင်ဒီဟာထွက်လိုက် blending opacity မှာဆုံးမကလေးကသူ့ကိုဒီလိုမျိုး show လိုက်အစအောင်လာမယ်အစမှာဒီလိုမျိုးတင်လိုက်ပေါ့နော် okay အစမှာဒီလိုမျိုးတင်ပြီးတော့ဒီလို tomato နဲ့ဒီဘက်ကိုအဆုံးတက်တော့လိမ့်မယ်ရပါပြီဒီဟာထွက်မယ် okay ဒီလိုမျိုးလေးလုတ်လိုက်လို့ပြီးရင်ရပြီเนาะကျွန်တော်ဒီရှေ့ကပိုင်းကို crease ဆက်မယ်အပေါင်းလေးကတစ်ချက်ထောင်း media ထောင်းလိုက်မယ်เนาะပြီးရင်ဒီတက်ပုံလေးကိုထည့်လိုက်မယ်ဒီတက်ပုံလေးမထည့်ရသေးဘူးเนาะအပေါ်ဆက်30နဲ့ stretch decomposition နဲ့ screen ပြည့်ပြီးတော့ဒီတက်ပုံပြီးထိထားမယ်ကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ် okay ဒီထိထားမယ်เนาะ22:05ထိထားမယ်